လေးဆန်လိုက်တဲ့တိုင်ဒါဥကျန်းနဲ့အသားနဲ့ပေါ့နော်သူလည်းနူးအီနာပဲဒါကတော့ဝတ်သားမြင့်ချင်ပါလေဒါခရမ်းတိရခိုင်ချက်ဒါကတော့ကြက်ဆက်ကြောဒါပစုံရုပ်ဒါကျဲဥဘဲဦးနေရတော့2500နော်မလာကြည့်လိုက်မှာဆိုင်နေတယ်အဝတ်ကြော်မောင်လေးဒါအမေကြော်ဒါ3တက်သားပေါင်း3တက်သားပေါင်းအသားလေးနဲ့နေတာဟုတ်ကဲ့ခဏပွဲလဲမာကြီးဝတ်ကြော်နဲ့ဈေးပွဲလုပ်လိုက်ဟုတ်ကဲ့ပါဒါကတော့ဝတ်သားကြော်ပေါ့တားကြီးပဲကြော်တာဝတ်တနေလန်းကြော်ဒါနဲ့ထမင်းကြော်နဲ့က4000ခင်းကြီးပဲကြ3000ဒါကြ3တက်သားပေါင်းဒါနဲ့ကြတော့ထမင်းနဲ့4000ခင်းကြီးပဲလဲ3000ပဲဒါကတော့ကြက်ပေါင်းထမင်းနဲ့က9500ဒါဘဲဥပေါင်းလေးနဲ့ကြ2500ဒါဝက်လက်နဲ့ကတော့9000ဒါကတော့ဝတ်သားမြင့်ချင်းပါလေဒါကြက်ဥကြက်သေးမြင့်ညီမလေးကြက်ဥကြက်သေးမြင့်နဲ့က4500ဒါကတော့ကြက်သားနဲ့ရှမ်းကျင်နဲ့ဒါလည်း4500ပဲဒါကတော့ငရန်စီပြန်ပေါ့ဒါကတော့ဟိုဝက်ကုန်းမောင်ဒီကဝက်ကုန်းမောင်ဟိုကငကြီးကျော်ဒါကတော့အမဲသားကျော်ဒါဝက်တနေလန်းလိုပဲအမဲတနေလန်းကျော်ဒါလေးကဟုတ်ဒါငရုတ်သီးကျော်ဒါတော့ oversea လဲပို့တယ်နယ်ဝေးလဲပို့တယ်ဒါကတော့နှစ်ပတ်ကျော်လောက်ထိခံတယ်ကွာလေနော်ဒါကြတော့20သားတုပ်ကို2800ဒါလေးကတော့10သားတုပ်ဒါ1400ဒါတော့10သားတုပ်ကို1400 delivery လည်းရှိရနော်ပို့ပေးတယ်မလာကြည့်လိုက်မှာဆိုင်နေတယ်ဒီလိုမျိုးတစ်ပွဲကို4000ပေါ့ညီမလေးအဲ့တော့ကြက်ပေါင်းနူးအီနာပဲဒါနဲ့ထမင်းနဲ့က9500တချို့ကတော့ဘဲဥလေးကတ်စားတယ်ဒီလိုဘဲဥလေးနဲ့ကတ်စားရင်တော့ဈေးတစ်မျိုးပေါ့နော်ဒါကြက်ပေါင်းနဲ့ဒီလိုမျိုးတစ်ပွဲကို4000ပေါ့ညီမလေးနော်ဝက်တနေလန်းကြော်လဲခေါ်တယ်ပေါ့ညီမလေးသူက10သားကို14000ထမင်းကြော်နဲ့ကြတော့4000ပါဆယ်ကြီးပြ3000သူကတော့နှစ်40လောက်ရှိသွားပြီအမဲကြော်လဲရတယ်ဒါအမဲတနေလန်းကြော်အရသာကတော့အတူတူပဲအသားပဲကွဲွာဒါအမဲဒါဝက်ဒါကတော့ဝက်သားပေါင်းအချိုပေါင်းပေါ့ညီမလေးအခောက်တွေရောအစီတွေရောအကုန်နူးအီနာပဲဒီဝက်သားပေါင်းကလည်းဒီကြက်ပေါင်းကလည်းအကုန်နူးပြဲအီနာပဲအချိုပေါင်းတွေပေါ့နော်ဒါကတော့ဟိုဗာလဲလူမမာကြီးလည်းကြိုက်ကြတယ်ဒါကိုလေနော်ကြက်သားပေါင်းဒါကတော့3တက်သားပေါင်းခလေးတွေလည်းကြိုက်တယ်အင်းကတော့ညီမလေးအမျိုးတစ်ခါတလေကြလည်းများွား20အစိတ်လောက်လည်းရှိတယ်ဒါကြတော့တပွဲကို4000ဟင်းပဲอ่ะသမင်းကြော်လေးနဲ့ဆို9000အဲ့ဝတ်သားတော့တောင်းတာဒါဝက်လက်ပေါင်းတပွဲ3000ပါမဒီနေ့ကတော့ညနေခင်းထမင်းကြော်လေးလာစားတာပါအဲ့တော့ဒီဆိုင်မှာကဝက်တနေလန်းကြော်ကတော့နာမည်ကြီးပဲပေါ့နော်အဲ့တော့အဲ့ဒါကိုမှလင်းကဝက်ချိုလေးစမ်းပြီးတော့ထမင်းကြော်တို့တပွဲမှာထားတယ်ဒါဆိုရင်ဈေးကတပွဲကို4000ကျပ်ပြီးတော့ကြက်ချိုပေါင်းလေးဒါကလည်းတပွဲကို4000ကျပ်ဒါပေမဲ့ तू ကတော့ထမင်းကြော်နေဆိုရင်တော့ तू တပွဲကို9500ကျပ်ခင်းနေရတော့ရွေးစရာအများကြီးပဲလင်းကတော့ဒီနေ့မျိုးနဲ့ပဲစားမယ်ဆိုပြီးတော့မှာခဲ့တာပေါ့နော်ကဲစားလိုက်ပါဦးမရှင်ဒီမှာကဝက်တနေလန်းကြော်အပြင်တကယ်လို့အမဲသားနဲ့စားကြတယ်ဆိုလို့ရှိရင်လည်းအမဲတနေလန်းကြော်လည်းရတယ်လင်းကတော့ဝက်သားနဲ့ပဲမှာခဲ့တာပါစားကြပါဦးရှင်ဝက်သားလေအသားကြောင်းလေးမှာလေကြိုက်တာအီလေးနဲ့ချိုးနေတာပဲဒါဝက်တနေလန်းကြော်ကောင်းလားချိုးလေးနဲ့လေစားလို့ကောင်းလားဒါကငပိချက်လေး
လေးပထမငပိလို့ထင်တာမဟုတ်ငပိချက်လေးမှလေပူပူလေးတော့မကြောင်จะปังเลยเนี่ย是ဒီမှာလေသူကရွေးချက်စရာဟင်းရအမျိုးပေါင်း20ကျော်လောက်ရတယ်။ဒီမှာပဇွန်တို့တခြားဝက်ချိုပေါင်းတို့ပြီးလို့ရှိရင်နောက်ပြီးတော့ကြက်ဥပေါ့နော်ကြက်ဥတို့အဲ့ဒါလေးရတယ်။တော်တော်စုံရတယ်။လင်းကတော့ကိုစားမဲ့ဟင်း2မျိုးလောက်ပဲကျွေးပြီးတော့ဒါစားလိုက်တာ။နောက်တော့ तू ကဒီဝတ်တနေလမ်းကြော်ဆိုလို့ရှိရင်လင်းတော့ထမင်းနဲ့မစားဘူးပွဲနဲ့စားမယ်ဆိုရင်လည်း तू ကတပွဲကို3000ကျပ်အဲ့လိုမျိုးပွဲနဲ့လည်းရောက်နေလင်းကတော့ဒီဘက်ထမင်းကြော်ပေါ်မှာပဲပုံစားလိုက်တာပေါ့အယောင်တူရနော်မှားကြိုင်မယ်တော်ကောင်းတယ်ကျန်ရဒီရှက်ဆန်လေးဝယ်တော့ပါဈေးတော့ကိုပြောစရာမလိုအဲ့မှာတောက်ချက်ကိုအောနေတာတစ်ခွက်ကို1000ကျန်ချိုလေးကောင်းတာဒီဆိုင်ကညနေ9နာရီလောက်ဆိုရင်စပြီးတော့ခွင့်ပြီည8ခွဲ9နာရီလောက်ထိပေါ့နော်တော့မနက်ပိုင်းဆိုလို့ရှိရင်တော့အိမ်ဆိုင်လေးရှိရပြောတယ်အဲ့ဒီမှာဖွင့်တယ်ပေါ့အဲ့ဒီမှာတော့2နာရီလောက်ထိဒီမှာတော့ညနေ9နာရီမှာစဖွင့်တယ်တော်ပေါင်းကနူးနေညာပဲဟုတ်လားဒီဆိုင်မှာသမင်းကြော်ကတော့အရင်ထူးထူးခြားခြားရတော့မဟုတ်ဘူးပေါ့နော်သမင်းကြော်လို့ပဲဆိုပေမဲ့သူအဓိကကျတော့ဒီဆိုင်ကဟင်းချက်လက်ရလေးကကောင်းတယ်နောက်ပါလေနော်အခုဒီစားရဲ့ဝတ်တနေလမ်းကြော်ပါလို့ဆိုလို့ရှိရင်သူဒီမှာ ready made အထုပ်တွေပေါ့နော်အဲ့လိုနိုင်ငံသားတို့အဲ့လိုနယ်ဝေးတို့လည်းပို့ပေးရပြောတယ်အဲ့လိုအထုပ်တွေလည်းဒီမှာရှိတယ်အဲ့တော့ဒီမှာကလေဟင်းနေရရွေးချယ်ကြအများကြီးဆိုပေမဲ့လင်းကဘာလို့ဝတ်တနေလမ်းကြော်နဲ့စားပြလဲဆိုတော့ဒီဆိုင်လေးကဒီဝတ်တနေလမ်းကြော်ပေါ့နော်အဲ့ဒါနဲ့သူကဒီဆိုင်မှာအရန်ကောင်းတယ်ဆိုပြီးတော့နာမည်လေးကြီးရယ်နောက်ပြီးတော့အဲ့ဒီဟာကြတော့သူကဒီအမအဖေလက်ထက်တည်းကပေါ့နော်စပြီးတော့ရောင်းလာလင်းအခုကြည့်တဲ့ဆိုတော့လေလုံးဝကိုလေချက်ထားတာအိုးကြီးနဲ့ကလေအကြီးပဲအဲ့တော့ဒါလည်းတွေ့တာနဲ့ကိုစားနေတာနဲ့ကိုဒီဟင်းနဲ့ကိုရွေးပြီးစားပြခဲ့တာအဲ့တော့စားလို့ကောင်းပါတယ်ဒီနေ့ရဲ့လင်းရဲ့ blog လေးကဒီလောက်ပါပဲရှင်အဲ့တော့ဒီဆိုင်လေးရဲ့နာမည်ကကြတော့အိမ်ချစ်ဆန်မူလာလက်ဟောင်းဗဟန်းပေါ့နော်တော့ဝက်ကြော်ဆိုပြီးတော့မှသူကစိုက်မုတ်တက်ထားတာပေါ့အဲ့တော့ဆိုင်ရဲ့လိပ်စာလေးကကြတော့ဒီလိုရွှေကုန်းဖះအရှိတ်ဘက်မုတ်ကျေးသွန်းဖះကြီးအရှိတ်တက်တဲ့မှာရှိတာပါဆိုင်ရဲ့ရှားတာလွဲပါတယ်ရှင်ဆက်ပြီးတော့စားလိုက်ပါဦးမယ်နောက်ထပ် blog တွေမှာပြန်တွေ့ကြပါမယ်ရှင်တက်တာ